trauma မှာကနာကျင်မှုတစ်ခုကိုခံစားရပြီးရင်အဲ့ဒီနာကျင်မှုစီကနေထွက်ပြေးခြင်းနဲ့စိတ်တွေကိုပေါက်စေတယ် trauma bonding မှာကကြတော့အဲ့ဒါနဲ့ပြောင်းပြန်မင်္ဂလာပါဒီနေ့ကျွန်မဆွေးနွေးပြတော့မယ့်အကြောင်းအရာကအတော်လေးထိရှားလွေတယ်တို့ပေမဲ့လူတိုင်းတည်ထားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝမှာလူတစ်ယောက်နဲ့ပတ်သက်နေရတာအရန်လဲပင်ပန်းတယ်နာကျင်ရတယ်ဒါပေမဲ့လည်းသူတို့စီကနေကျုံမထက်နိုင်ပဲနဲ့ပြန်ပြေးသွားနေမိတုံးပဲလားသူကကိုအမြဲစိတ်ဆင်းရအောင်လုပ်နေပေမဲ့လည်းတခါတရံမှာတူပေးတဲ့အတူရောင်အချစ်တွေကြောင့်မလို့အရာအလုံးကိုမေ့ပြီးတော့ပြန်ချစ်မိနေတုံးပဲလားဒါကိုအချစ်လို့ထင်နေတယ်ဆိုရင်တင်မပါပြီဒါက trauma bonding စိတ်တန်ရာကြောင့်ချီနှောင်ခြင်းလို့ခေါ်ပါတယ်အဲ့တော့ဒီနေ့မှာ trauma နဲ့ trauma bonding ကဘာတွေကွာခြားတယ်လဲဆိုတာလေးတွေကိုယူရှင်းစွာကျွန်မရှင်းပြပေးတော့ပါမယ် trauma အကြောင်းကိုကျွန်မတို့တွေပြောကြရအောင် trauma healing ဆိုတဲ့စကားလုံးကလူတိုင်းနဲ့စိတ်နဲ့စကားလုံးတစ်ခုဖြစ်နေတာရောလေအားလုံးတိထားကြည့်တာဖြစ်ကြမှာပါဒါပေမဲ့ကျွန်မတို့ psychological term မှာ trauma ဆိုတဲ့အရာကပြောမယ်ဆိုရင်တော့12ခုလောက်ရှိပါတယ်ဒါပေမဲ့ဒီနေ့မှာကျွန်မအတိကအရေးအပါဆုံး2ခုကိုခွဲခြားပြီးတော့ပြောပြပေးတော့ပါမယ် trauma ဆိုတာကကျွန်မတို့ရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့နာကျင်စရာအဖြစ်ပြက်အတွေ့အကြုံတစ်ခုဖြစ်ပါတယ်ဥပမာကိုငငယ်တုန်းကရေနစ်တည်တော့မလို့ဖြစ်ခဲ့ပူတာတွေက accident ဖြစ်တာတွေဒါမှမဟုတ်တဘာဝဘေးအန္တရာယ်ကြီးမားမားတခုကြုံတွေ့ခဲ့ရတာမျိုးတွေဒါမှမဟုတ်ကိုချစ်ရတဲ့သူတယောက်ကဆုံးရှုံးသွားတာမျိုးတွေတို့မဟုတ်ငယ်တုန်းကကိုကအတ္တမပြုကျင့်ခံရတာတွေစတဲ့ဒီလိုနာကျင်စရာအဖြစ်ပြက်တစ်ခုပေါ်မှာကျမတို့ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်လိုက်တဲ့တုံ့ပြန်ပုံတွေကျမတို့ရဲ့စိတ်ထဲမှာခံစားတွားရတဲ့ခံစားချက်တွေကျမတို့ရဲ့အုံနောက်ထဲမှာ cortisol spike ဖြစ်သွားတာတွေစတဲ့ဒီနာကျင်စရာအတွေ့အကြုံကိုကျမတို့တရား trauma လို့ခေါ်တယ် trauma bonding ခါကြတော့ဒီထက်ပိုပြီးတော့ရှုပ်ထွေးတယ် trauma bonding ဒီခါကြတော့ဒီအစိတ်တန့်ဆက်ဆံရေး toxic relationship ကနေဖြစ်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာ concept တစ်ခုဖြစ်ပါတယ်trauma မှာကနာကျင်မှုတစ်ခုကိုခံစားရပြီးရင်အဲ့ဒီနာကျင်မှုစီကနေထွက်ပြေးခြင်းနဲ့စိတ်တွေကိုပေါက်စေတယ်။ဒါမှမဟုတ်ကျမတို့ရဲ့အောက်နောက်က freeze ဖြစ်သွားတာမျိုးတွေကြုံတွေ့ရတတ်တယ်။ trauma bonding မှာခါကြတော့အဲ့ဒါနဲ့ပြောင်းပြန် trauma bonding မှာခါကြတော့ကျမတို့တွေကလူတယောက်ကကိုနာကျင်အောင်ပြုလုပ်လေသူတို့တွေရဲ့အတိမန်ပြုမှုတွေသူတို့တွေရဲ့အချစ်တွေကိုပုံမပြီးတော့တန်တာမက်မော်လေးဖြစ်စေပါတယ်ဒါကိုကျမတို့ psychology မှာဆိုရင် intermittent reinforcement ပြတ်တောင်စုပြီးစနစ်လို့ခေါ်ပါတယ်နော်ဒါကဘာနဲ့တူတယ်လဲဆိုတော့ကျမတို့ဒီကာစီနိုရုံတွေမှာကင်းပေါင်း900တွေမှာတုံးတဲ့ psychological trick နည်းဖြူဟာတစ်ခုဖြစ်ပါတယ်ဘာလဲဆိုတော့အမြတ်ရလိုက်ရှုံးလိုက်ဖြစ်သွားတဲ့အခါမျိုးမှာအမြတ်ရတဲ့အချိန်မျိုးမှာလူတွေကမျိုးမြတ်ရတယ်ပြီးရင်မြန်ဆန်လေးလေရတယ်လွတ်ကူကူနဲ့ရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မြတ်ချင်တဲ့စိတ်တွေဖြစ်ပေါ်ပြီးတော့မြတ်မလားဆိုတဲ့မျောလင်းချက်တွေနဲ့ပို့ပြီးတော့ရင်းမိပြီးတော့အကျွေးပြီးသွားတဲ့သူတွေအများကြီးကြုံပူကြမှာပါထိုနည်း၎င်းပဲကျမတို့ဒီ trauma bonding တွေမှာဆိုရင်လည်းတစ်ဖက်လူကကိုချစ်ပြလိုက်နှိပ်စက်လိုက်လောက်တဲ့အခါမျိုးမှာတီးလို့ခံစားချက်အနှိမ်အမြင့်တွေကကျမတို့ရဲ့အုံနောက်ထဲမှာဝေခွဲမှုတွေမရဘဲနဲ့သူပေးခဲ့တဲ့affection ကျူဆိုင်မှုတွေချစ်ခင်မှုတွေကျင်နာမှုတွေကျူဆိုင်မှုတွေစတဲ့အရာတွေကိုဆွဲလန်းသွားပြီးတော့သူကိုအပေါ်ကိုဒီနှိပ်စက်ခဲ့တဲ့ဒီ silent treatment ပေးတာတွေ discard လုပ်တာတွေကို abuse လုပ်တာတွေကို emotional neglect လုပ်တာတွေเนาะကိုပြောချင်နေတဲ့စကားတွေကိုနားမထောင်ဘဲနဲ့ပြစ်ပယ်လိုက်တာမျိုးတွေဒီလိုမျိုးလုပ်တဲ့အချိန်မျိုးခါမှာခါကြတော့ကျမတို့တွေကအဲ့ဒီအရာတွေကိုမမြင်နိုင်တော့ပဲနဲ့သူပေးခဲ့တဲ့ affection တွေကိုဆွဲလန်းသွားပြီးတော့ငါ့ကိုချစ်တဲ့သူပြန်ရောက်လာပြီးဆိုပြီးတော့သူ့အပေါ်ကိုကျမတို့တွေက romanticize စိတ်ကိုရှင်မှုနဲ့
ဆွဲလန်းသွားတာဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ toxic relationship တွေမှာ trauma bonding မိနေတဲ့သူတွေတော်များများကတစ်ဖက်လူရဲ့အပြုအမူတွေ pattern behavior အပေါ်မှာကိုယ်စိတ်ကူးရှင်မှုတွေနဲ့သူ့ရဲ့ potential တွေကိုမြင်ပြီးတော့ပို့ပြီးတော့ဆွဲလန်းသွားမိတကြတယ်ဒါတွေက trauma bonding တွေကိုပိုမိုပြီးတော့လေခိုင်မာစေပြီးတော့ကိုကမတိလိုက်ပဲနဲ့ဒီ trauma bonding တွေကိုနှစ်တစ်ထပ်နှစ်ဝင်သွားစေတာဖြစ်ပါတယ်နော်ကိုက trauma bond မိနေပြီဆိုတော့ကိုဘယ်လိုလုပ်ပြီးတည်နိုင်တယ်လဲတည်နိုင်တဲ့နီလန်၃ခုရှိပါတယ်ပထမတစ်ခုက walking on action ကျမတို့တွေကကြက်ဥခွန်ပေါ်မှာလမ်းလျှောက်နေရသလိုမျိုးပဲကိုစကားတစ်ခုခုပြောတော့မယ်ဆိုရင်မားမှာလဲကြောက်ရတာရဲ့ပြီးတော့တဲ့အချိန်ကြာလို့ရှိရင်ကိုရဲ့စိတ်ခံစားချက်တွေကိုမပြောပြနိုင်ပဲနဲ့သူ့ရဲ့စိတ်စံတာအလိုတွေကိုပဲကိုကလိုက်နေရတာမျိုးတွေဖြစ်ပါတယ်နံပါတ်2က self-blame ဖြစ်ပါတယ်တူမားတာကိုရဲ့အမားဆိုပြီးတော့ကိုပြန်ပြီးတော့အပြစ်တင်နေမိတာတွေနံပါတ်3က isolation လူနဲ့ပတ်သက်နေတဲ့အရာတွေအကုန်လုံးကိုဘသူ့ကိုမှမပြောပြချင်တော့ဘူးသူ့ကိုဘသူမှနားမလဲနေနိုင်ဘူးထိုနေ့၎င်းပဲကိုလည်းဘသူမှနားလဲမနေဘူးဆိုပြီးတော့ဒီလိုမျိုးတွေထင်နေမိတာပေါ့နော်အဲ့တော့ trauma bond ဆိုတာကကျမတို့တွေကအချက်မဟုတ်ပါဘူးဒါကစိတ်ပိုင်းဆိုင်ရာထောင်ချောက်တစ်ခုဖြစ်ပါတယ်ဒီထောင်ချောက်ထဲကနေရုံထွက်ဖို့အတွက်ဆိုတာကကိုကစိတ်သက်ခွန်အားတစ်ခုတက်နဲ့မရပါဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့အောက်နောက်ကအဲ့ဒီရဲ့ဆွဲလန်းမှုတွေကို biologically အားဖြင့်လက်ခံဆွဲလန်းနေမိတော့ဖြစ်ပါတယ်ဒါကိုဖြတ်တောက်ဖို့အတွက်ဆိုရင်ကျမတို့ဒီကပညာရပ်ပိုင်းဆိုင်ရာတွေဖြစ်တဲ့ tool and technique တွေအင်မတန်မှအရန်လို့ breaking trauma bond ဆိုတဲ့ free master class လေးတစ်ခုရှိပါတယ်အဲ့ဒီ master class လေးထဲမှာဒီဆွဲလန်းမှုတွေကိုအမြင့်ကနေဘယ်လိုမျိုးဖြတ်တောက်ရမလဲကိုပြန်ချစ်တတ်လာအောင်ဘယ်လိုမျိုးပြန်ပြီးတော့တည်ဆောက်မလဲဆိုတာတွေကိုအတီးစိတ်တင်ကြပြီးတော့မှဖြစ်ပါတယ်တကယ်လို့ကိုကဒီအခွင့်အရေးနဲ့ထိုက်တန်တယ်ကိုကူစားမှုထိုက်တန်တယ်ဆိုရင်ဒီ master class လေးထဲမှာကိုရှင်းနှီးမြုပ်နှံလိုက်ပါဒီ master class လေးထဲမှာသင်ကြုံတွေ့နေရတဲ့စိတ်ပိုင်းဆိုင်ရာအကျဉ်းထောင်ကနေဖွင့်ထွက်လာပြီးတော့လွတ်မြောက်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ပါတယ်ကိုဒီအခွင့်အရေးနဲ့ထိုက်တန်တယ်လို့ယုံကြည်တယ်ဆိုရင်ကျမပေးထားတဲ့ဒီ description ထဲက link လေးထဲမှာ register လေးလုပ်လိုက်ပါလာမယ့်ဇွန်လ25ရက်နေ့မှာဒီ master class လေးတွေကိုနောက်တစ်ကြိမ်ထပ်မံပြီးတော့ဖွင့်လှစ်ပြီးတော့မှာဖြစ်ပါတယ်ဒီလိုနာကျင်စရာဘဝတည်နဲ့ထိုက်တန်နေတာမဟုတ်ဘဲနဲ့ငြိမ်းချမ်းတဲ့ဘဝတစ်ခုဖြစ်ပါတယ်ကျမတို့ဒီနောက်တစ်ပတ်တည်းမှာထပ်ပြီးတော့တွေ့ကြရအောင်